အဖိုးအိုတူသည်မြေပြင်မှရွှေတုံးများကိုကောက်ယူနေစဉ်နောက်ဆုံးတတုံးကိုကောက်ယူတဲ့အချိန်လက်ထဲတွင်ကြောက်ခဲတစ်လုံးကိုတိတ်တဆိတ်ဝတ်ထားခဲ့သည်ထိုအချိန်တွင်စစ်ဗိုလ်ကသူ့ကိုပြစ်တက်ရန်အမိန့်ပေးခဲ့တော်လဲအဖိုးအိုကကြောက်ခဲကိုမိုင်းပုံးရှိရာသို့ပြင်မြန်စွာပြစ်ပေါက်လိုက်ရာပောက်ကွဲမှုဖြစ်ပွားသွားသည်စစ်ဗိုလ်ကထိတ်လန့်သွားပြီးရှစ်တက်တဲ့သို့ပြစ်ခတ်ရန်အမိန့်ပေးခဲ့တော်လဲအဖိုးအိုကတတုအိုးတစ်လုံးကိုအသုံးပြု၍ကြီးစံအားလုံးကိုကာကွယ်နိုင်ခဲ့သည်အဖိုးအိုတေဆုံးသွားပြီဟုထင်မှတ်ပြီးစစ်ဗိုလ်ကစစ်ဆေးရန်စစ်သားတအုပ်ကိုစေလွတ်လိုက်တော်လဲထိုစစ်သားမှာမိုင်းပုံးပောက်ကွဲပြီးချက်ချင်းတေဆုံးသွားခဲ့သည်ထို့နောက်ထပ်စစ်သား2ဦးကိုထပ်မံစေလွတ်ခဲ့တော်လဲ3စက္ကန့်ပင်မခံဘဲအသက်ခံလိုက်ရသည်နောက်ဆုံးတွင်စစ်ဗိုလ်ကအမျိုးသမီးအကျဉ်းသား2ဦးကိုလမ်းရှင်းရန်ရှေ့သို့အတင်းအကျပ်လွှတ်လိုက်တော်လဲထိုအချိန်တွင်ဖိုးအိုမှလွတ်မြောက်သွားခဲ့ပြီဖြစ်သည်သူသည်ကားပြက်တစ်စီးအောက်တွင်ပုံအောင်ကစေဝအကူအညီမပါဘဲကြီးစံကိုမိမိဘာသာထုတ်ယူခဲ့ပြီးနာကျင်မှုကြောင့်တတိလစ်သွားခဲ့သည်ရန်သူစစ်သားများနှင့်အမဲလိုက်ခွေးများရောက်ရှိလာသောအခါဖိုးအိုသည်မိမိခန္ဓာကိုယ်ပေါ်သို့ဓာတ်ဆီလောင်းကအနှံ့ဖြောက်ရန်ကြိုးစားခဲ့တော်လဲခွေးကရိပ်မိသွားခဲ့သည်အဖိုးအိုသည်မျက်စိသို့ထွက်ပြေးစဉ်ခြေထောက်တွင်တနက်မှန်ခဲ့တော်လဲခွေးကိုကြောက်လန့်စေရန်မိမိကိုယ်ကိုမိရှုကမြစ်ထဲသို့ခုန်ချခဲ့သည်သူတည်ဆောင်လာသောရွှေများ၏အလေးချိန်ကြောင့်ရေအောက်သို့နစ်မြုပ်သွားခဲ့သဖြင့်စစ်သားများလိုက်မလာနိုင်တော့ပေနိုင်ဝက်ခန့်ကြာတွင်အဖိုးအိုပြန်လည်ပေါ်ထွက်လာသောအခါစနိုက်ပါသမားကထပ်မံပစ်ခတ်ခဲ့ပြန်သည်စစ်ဗိုလ်ကရွှေများကိုပြန်လည်ဆယ်ယူရန်ရေငုပ်သမားများကိုလွှတ်လိုက်တော်လဲအဖိုးအိုကရေအောက်တွင်ရေငုပ်သမားကိုတက်ဖြတ်ကအောက်ဆီဂျင်ဘူးကိုလူယူခဲ့သည်နောက်ဆုံးတွင်သူသည်တေဆုံးသွားသောစစ်သားတအုပ်၏အလောင်းကိုဒိုင်းတပွဲအသုံးပြု၍လွတ်မြောက်သွားခဲ့သည်စစ်ဗိုလ်သည်အံ့အားသင့်သွားပြီးအဖိုးအို၏အိမ်မွေးခွေးကိုအသုံးပြု၍နောက်ယောင်ခံလိုက်ရန်ကြံစည်လေသည်